တရားတော်များကိုမှတ်သားဖို့၍အတူသွားကြမယ်ဘုရားတရားနဲ့တန်ခါကိုကိုယ်ဦးညွတ်လို့ဖူးမြော်ကြောရေလူကျူလူမဖြစ်စီဖို့ကိုယ်ဓမ္မစကူသင်တန်းသွားမယ်ဒီဖျားကုန်တော်တရားတော်